ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့19ရက်3လ2025မနက်ပိုင်းအတွက်အကောင်းဆုံးကဏ္ဍကတော့10ဖြစ်ပါတယ်break ကတော့1ဖြစ်ပါတယ်ဒါဆိုရင်ကြိုက်တူတဲ့ကဏ္ဍရှိရင်ထိုးပါအဲ့တော့ break က1 break ဖြစ်တဲ့အတွက်အကောင်းဆုံးကဏ္ဍနေရာ8 3 9 2 9 4 6 5ဒါတင်ထိုးရမယ့်ကဏ္ဍတွေပေါ့နော်တခါတည်းအာပြီးထိုးပါဒါဆိုလို့ရှိရင်အရန်နေနဲ့ထိုးရမယ့်ကဏ္ဍတွေခွန်5 8 2 3 6 9 4ဒီကဏ္ဍတွေကိုတော့အရန်နေနဲ့တင်ပြီးတော့ထိုးပါတည်တဲ့ကဏ္ဍကတော့အသေးကဏ္ဍကတော့3ညဖြစ်ပါတယ်3ညအကြိုက်တူရင်လိုက်ထွေးရင်းနဲ့တူတီတွေပေါက်ပြီးတော့သာသနာပြုနိုင်တဲ့တတိတွေဖြစ်ပါစေဗျာကြိုက်တယ်ဆိုလို့ရှိရင် like လေးနှိပ်ခဲ့ပြီးတော့ subscribe လေးလုပ်ပေးခဲ့ကြပါအားလုံးကျေးဇူးတင်ပါ